ကြော်ညာလေးတွေမှာစတင်ရိုက်ကူးလာနေပြီဖြစ်တဲ့အလားမလီမိုးဆက်ချိုအားလုံးပဲမင်္ဂလာပါပရိသတ်ကြီးရှင် Glory Talents Model HC ကနေတဆင့် Miss Universe Insane 2025ကိုဝင်ရောက်လာခဲ့တဲ့အလားမလီမိုးဆက်ချိုကတော့အခုဆိုရင်သူဝနာပါတဲ့အနုပညာလုပ်လေးတွေကိုလည်းစတင်လောက်ကင်လာနေပြီဖြစ်ပြီးအခုဆိုရင်မိုးဆက်ချိုကကြော်ညာလေးတွေကိုရိုက်ကူးလာနေရပြီဖြစ်ပါတယ်အခုလိုကြော်ညာလေးတွေမှာမြင်တွေ့လာနေရပြီဖြစ်တဲ့အလားမယ်လေးမိုးဆက်ချိုကိုတော့ပရိသတ်တွေကလည်းအားပေးနေကြပြီးသူဝါသနာပါတဲ့အနုပညာလုပ်လေးတွေမှာအောင်မြင်မှုတွေရရှိလာအောင်မန်တွေမှာအမျိုးမျိုးရေးသားကဆုတောင်းပေးနေကြပါတယ်မိုးဆက်ချိုလေးကအခုဆိုရင်ယိုကိုဟာမာအီလက်စထရောနစ်နဲ့ပထမအဦးဆုံးကြော်ညာလေးတွေကိုရိုက်ကူးလာနေရပြီဖြစ်ပြီးနောက်ထပ်ကြော်ညာအသစ်လေးတွေကိုလည်းစက်တက်ရိုက်ကူးလာရဖို့ရှိရလို့လည်းသိရပါတယ်မိုးဆက်ချိုကတော့အလားမယ်တရားအနေနဲ့ရောသူဝါသနာပါတဲ့အနုပညာလုပ်လေးတွေကိုပါစူးစမ်းပြီးတော့လောက်ကန်သွားမယ်လို့လည်းသိရပါတယ်အခုဆိုရင်မိုးဆက်ချိုကအနုပညာရိုက်ကူးရေးအသစ်လေးတွေအတွက်ကန့်လန့်ခံနေရပြီးတော့ပရိသတ်တွေကလည်းအလားမယ်မိုးဆက်ချိုကိုအားပေးဝန်းရနေကြပါတယ်မိုးဆက်ချိုကတော့သူဟာစနေနံနဲ့စတဲ့နာမည်နှလုံးနဲ့မင်းသားရဲ့သမီးပါလို့အင်တာဗျူးကနေထုတ်ပြောထားပြီးသူ့အနေနဲ့ Miss Universe Insane 2025မှာပြိုင်ပွဲဝင်နေရကလည်းအဖေကိုရှာတွေ့ချင်လို့ပါဆိုပြီးအဖေစီကနေအဆက်အသွယ်လောက်တာလေးကိုရချင်တယ်လို့ဆိုပြီးတော့အသိမဲ့ပြတာကိုခံချင်တာပေါ့နော်ဆိုပြီးအလားမယ်လေးမိုးဆက်ချိုကပရိသတ်တွေကိုထုတ်ပြောထားခဲ့ရပါဒီကနေ့မှာတော့မိုးဆက်ချိုကသူဝါသနာပါတဲ့အနုပညာလုပ်လေးတွေကိုလောက်ကင်သွားချင်တဲ့အကြောင်းလေးတွေကိုလည်းအခုလိုပဲထုတ်ပြောလာခဲ့ပါတယ်မိုးဆက်ချိုကပပသွေးပါတော့ကိုရိုင်းလည်းတရုတ်ဆောင်တာကိုဝါသနာပါတယ်ပပနဲ့မျက်လုံးနဲ့နှာခမ်းတွေသွားတွေတူတာပေါ့နော်ညီမလေးကအနုပညာလုပ်လေးတွေကိုလည်းလှုပ်သွားချင်ပါတယ်အဖေရဲ့သွေးပါပါတယ်အနုပညာလုပ်တွေကိုဝါသနာပါတာပေါ့အောင်မြင်တဲ့အလှမဲ့ဖြစ်အောင်ကြိုးစားရင်အနုပညာလုပ်လေးတွေကိုလည်းလောက်ကန်သွားမှာပါလို့ထုတ်ပြောလာခဲ့ပါတယ်အခုဆိုရင်မိုးဆက်ချိုကကြော်ညာလေးတွေမှာပါဝင်ပြီးတော့ရိုက်ကူးပေးနေရဖြစ်ပြီးသူဝါသနာပါတဲ့အလုပ်လေးတွေကိုလည်းလောက်ခွင့်ရနေရဖြစ်ပါတယ်ပရိသတ်တွေကိုတော့3နှစ်သမီးရွယ်တဲ့ကအဆက်အသွယ်များခဲ့တဲ့အဖေဖြစ်သူနဲ့ပြန်လည်တွေ့ဆုံနိုင်ဖို့ကိုလည်းဆုတောင်းပေးနေကြပါတယ်အလှမဲ့မိုးဆက်ချိုကတော့အသက်3နှစ်သမီးအရွယ်ကဆွန့်ပစ်ထားခဲ့ပြီးအသက်22နှစ်အရွယ်ရောက်လာတဲ့အထိအဆက်အသွယ်မလုပ်ဘဲဆွန့်ပစ်ထားခဲ့တဲ့အဖေဖြစ်သူနဲ့အဆက်အသွယ်ပြန်ရရှိဖို့စူးစမ်းနေလျက်ရှိပါတယ်။အလားမယ်လီမိုးဆက်ချိုကအဖေဖြစ်သူနဲ့ပြန်လည်ဆုံစည်းရဖို့အတွက်သူ့ရဲ့အသက်22ပြည့်မွေးနေ့လေးမှာအဆက်အသွယ်လုပ်ခဲ့ပေမဲ့အဖေဖြစ်သူနဲ့အဆက်အသွယ်များခဲ့ဘူးလို့ဆိုပါတယ်။အဲ့ဒီပေါ်မှာလည်းပရိသတ်တွေကစိတ်မကောင်းဖြစ်နေကြပါတယ်။အလားမယ်လီမိုးဆက်ချိုကတော့သူမရဲ့အဖေကနာမည်နှလုံးနဲ့မင်းသားလို့ပြောခဲ့တာကြောင့်ပရိသတ်တွေအားလုံးကစိတ်ဝင်စားနေကြပါတယ်။ Miss Universe Insane 2025မှာပြိုင်ပွဲဝင်နေတဲ့မိုးဆက်ချိုကတော့အကောင်းဆုံးစူးစမ်းပြီးရှောက်လန်းနေပြီးတော့ပရိသတ်တွေရဲ့အားပေးမှုတွေနဲ့အတူသူဝါသနာပါတဲ့အနုပညာလုပ်လေးတွေမှာအောင်မြင်မှုတွေကိုရယူလာနိုင်အောင်စူးစမ်းနေလျက်ရှိပါတယ်။အလားမယ်လေးမိုးဆက်ချိုကတော့အဖေဖြစ်သူကိုပြန်တွေ့ခဲ့ရစေချင်နေပြီးသူ့အနေနဲ့ဖခင်ဖြစ်သူနဲ့ခဏလေးဖြစ်ဖြစ်တွေးချင်ချောင်းကိုလည်းမီဒီယာပေါ်ကနေတဆင့်တနာစပွဲရင်ဖွင့်ပြောပြထားခဲ့ပါတယ်။အလားမယ်လေးမိုးဆက်ချိုကတော့သူဝါသနာပါတဲ့အလုပ်လေးတွေမှာစူးစမ်းလုပ်ကန်ကဖြတ်တန်းနေပါတယ်။ဒီနေ့တော့ဒီလောက်နဲ့ပဲရနာလိုက်ပြစီ။အခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေရဲ့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်။အဆုံးนี้ချစ်အားပေးကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြပါစေရှင်။